မင်းကလေးတဦးသည်နှစ်ဆက်ကြာပြီးနောက်အိမ်သို့ပြန်လာခဲ့သည်အိမ်ဝင်တွင်အိမ်ကူမျိုးသားကသူမကိုလက်ဖြင့်တားလိုက်ရာမင်းကလေးကအိမ်ကူ၏ကော်လံကိုဆွဲပြီးလက်သီးဖြင့်ထိုးလိုက်သည်ထို့နောက်စာရွက်များကိုမိုးပေါ်သို့ပစ်ချပြီးမိသားစုစီးမြင်မှုရေးထားသောစာရွက်ကိုဓားဖြင့်နေရန်သို့ပစ်ပေါက်လိုက်ပြီးသူမဟာအိမ်ထဲဝင်သွားခဲ့ပါတယ်သူမ၏အိတ်ထဲမှတစ်ခုခုကိုယူရန်ပြောစဉ်အိမ်ကူကတနက်ကိုဆွဲထုတ်လိုက်သည်မင်းကလေးကချက်ချင်းဝိယုံကိုဆွဲယူဝစ်ပြီးထွက်ခွာသွားခဲ့သည်အမျိုးသမီးတဦးကသူမကိုယဉ်ကျေးမှုသည်ပြန်ပြေးလွှားဝင်လာသောမင်းကလေးကအမျိုးသမီးကိုရေချိုးကန်ထဲသို့ခေါင်းကိုနှစ်ပြီးသူမ၏အဖေနှင့်မိထွေးအိမ်ပြန်ရောက်ချိန်မှလွှတ်ပေးလိုက်သည့်အမျိုးသမီးကမင်းငါကိုရေနှစ်သက်ဖို့စူးစမ်းတာလားဟုမေးရာမင်းကလေးကအဖေကိုဆုံးမရမှာကူညီနေတာပါဟုပြန်ဖြေသည်သို့သောသူမ၏အဖေကအမျိုးသမီးကိုပြဿနာမရှာရန်ပြောပြီးအမျိုးသမီးမှာသူမ၏ညီမဖြစ်ကြောင်းပြောခဲ့သည်ထိုအခါမိထွေးကကျင်နာသည့်ပုံစံဖြင့်ဟန်ဆောင်ကအခုမင်းပြန်လာပြီဆိုတော့မင်းဟာငါသမီးလည်းဖြစ်ပြီဟုဆိုသည်သို့သောမင်းကလေးကသူမ၏မိခင်သည်ငကယ်တည်ဆုံးသွားပြီဟုပြန်လည်ပြောဆိုသည့်အမျိုးသမီးကဒေါသထွက်ကသူမကိုရရန်ရှေ့တိုးလာသည့်အချိန်တွင်ရုပ်မြင်သံကြားမှမကြသေးမီကပေါ်ထွက်လာသောအကြီးဆုံးမာဖီးယားခေါင်းဆောင်အကြောင်းသတင်းထုတ်လွှင့်နေသည့်အမျိုးသမီးကတခုခုမှားနေတယ်လို့ခန်းစားမိတော်လဲမင်းကလေးသည်ထိုခေါင်းဆောင်ဖြစ်ကြောင်းကိုတော့ညီသူမှမတိကျပေနှင့်များစွာအကြာကသူမ၏မိခင်တည်ဆုံးပြီးနောက်အဖေသည်မိထွေး၏လှုံ့ဆော်မှုကြောင့်မင်းကလေးကိုကျေးလက်ဒေသသို့ပို့လိုက်ခဲ့သည်ထိုနေရာတွင်သူမ၏မွေးစားပေမှာမာဖီးယားကိုင်းခေါင်းဆောင်ဖြစ်ပြီးသူမကိုလှောင်အိမ်ထဲတွင်တိုက်ခိုက်ရေးလေ့ကျင့်ပေးခဲ့သည်10နှစ်တာကာလအတွင်းသူမတစ်ကြိမ်မှမရှုံးခဲ့ပေအခုအခါသူမပြန်လာပြီးမိခင်၏တည်ဆုံးမှုနောက်ွယ်မှအမှန်တရားကိုရှာဖွေလိုသည်အဖေကကုမ္ပဏီတွင်အလုပ်လုပ်ရန်စီစဉ်ပေးခဲ့တော်လဲမိထွေးနှင့်သမီးတို့ကလျှို့ဝှက်စီမံကသူမကိုတန်ရှင်းရေးဌာနသို့တာဝန်ပေးလိုက်သည့်မင်းကလေးကအင်အကူကိုများဖြင့်တတိပေးပြီးဥက္ကဋ္ဌရုံးခန်းသို့ဓာတ်ရိုက်ဝင်ကအမျိုးသမီးဌာနသို့ဝင်ခွင့်တောင်းဆိုခဲ့သည့်အမျိုးသမီးကသူမကိုလှောင်ပြောင်ကမိခင်မရှိတဲ့သူကကျေးမှုမရှိဘူးဟုပြောခဲ့သည်ထိုအခါမင်းကလေးကဘောပင်ဖြင့်သူမ၏လက်ကိုထိုးကမိခင်အကြောင်းထပ်မပြောရန်တတိပေးခဲ့သည်မိထွေးကထိုအရာကိုမြင်ပြီးမာဖီးယား၏အကျွေးများကိုပြန်ဆက်နိုင်လျင်အထွေထွေမန်နေဂျာရာထူးပေးမည်ဟုကမ်းလှမ်းခဲ့သည်သူတို့အမြင်တွင်မင်းကလေးမသွားရဲဟုယုံကြည်ခဲ့ကြတော်လဲသူမကချက်ချင်းလက်ခံလိုက်သည်သူမသည်မာဖီးယားဌာနချုပ်သို့တယောက်တည်းသွားရောက်ခဲ့ပြီးလူရပေါင်းများစွာနှင့်ရင်ဆိုင်ခဲ့သည်ထို့နောက်တဦးချင်းတိုက်ပွဲတောင်းဆိုကအားလုံးကိုတယောက်တည်းအနိုင်ယူခဲ့သည်အဲ့ဒီအဖေကလူများနှင့်အတူသူမကိုကယ်တင်ရန်အလင်းအမြန်သွားရောက်ရာငွေသားအပြည့်ပါသည့်ခရီးဆောင်အိတ်ကိုကင်ထားသောမင်းကလေးကိုတွေ့ရှိခဲ့သည်မိထွေးသည်သူမအနိုင်ရနိုင်မည်ဟုမယုံနိုင်သေးပေထိုအချိန်တွင်ကားများစွာအရှိန်ပြင်းစွာဖြင့်ရောက်ရှိလာပြီးတကယ်မာဖီးယားခေါင်းဆောင်ပေါ်လာသည်လူများအားလုံးကချက်ချင်းခေါင်းဆောင်ကိုညှိညူကြသည်ခေါင်းဆောင်သည်ရှေ့သို့တိုးလာကမင်းကလေးကိုထိုးလိုက်သည်သို့သောသူမ၏မျက်နှာကိုမြင်လိုက်သောအခါချက်ချင်းရပ်တန့်သွားသည်